ရင်တုံတယ်ပေါ့မနှစ်ကတည်းရင်းနေခုံးတာပေါ့စုတွေအများကြီးယူရမှာဆိုတော့လေဘက်ဆယ်လာ top 3 ထဲမှာလည်းပါတယ်ပေါ့နော်မနှစ်ကအတွက်ဒီကုမ္ပဏီရဲ့အကြီးဟိုပါပေါ့နော်ရောင်းအားကလေ30ရလေအခုရေ30ရလေမနှစ်ကစားခဲ့တာပေါ့နော်အခု8လပိုင်းမှာအခုရေ9000အထိပြန်ပြူးနိုင်တဲ့ပေါ့လေပြန်ပြူးနိုင်တဲ့သူဖြစ်တဲ့အတွက်စုတွေအများကြီးရမှာပါကျမက3ရင်းနဲ့ကိုဒီကိုယ့်ရဲ့ရုံးသူရုံးသားတွေကကိုစိတ်ဝင်စားလာကြတဲ့အခါမှာကျမဒီဟာကိုကိုယ့်လိုပဲသူများတွေကိုလှစေခြင်းနဲ့စေတနာနဲ့ပြန်လဲဖြန့်ပြူးခဲ့တာဖြစ်ပါတယ်ပေါ့နော်